န္တလေးတောင်တော်ကြီးစီတို့ဖိတ်ခေါ်ခြင်းဘာမှပန်နိုရာမာချန်နယ်ကမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဗျဒီနေ့ကျွန်တော်မျှဝေပေးခြင်းနဲ့ဒဏ္ဍာရီနောက်ခံအကြောင်းအရာလေးတစ်ခုကတော့မြန်မာမင်းဆက်တွေဖြစ်တဲ့ကုန်းအောင်မင်းဆက်တွေနဲ့အတူထင်ရှားခဲ့တဲ့မန္တလေးနေပြည်တော်ကြီးရဲ့အထင်ကရမန္တလေးတောင်ကြီးကျောင်းကိုတီးခြားတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာမြန်မာနိုင်ငံကိုလာရောက်လည်ပတ်မယ်ဆိုရင်တော့တဘာဝအလားပါတွေနဲ့ပြည်စုံတယ်လို့မြန်မာဘုရင်မင်းကြီးတို့ရဲ့နန်းတွင်အငွေ့တက်များစွာရှစ်တိုင်းနေပြီးမြန်မာယဉ်ကျေးမှုဓလေ့များစွာအနုလဂီတတို့ထွန်းကားရာမန္တလေးမြို့ကြီးကိုကျင်းတီလည်ပတ်ဖို့မမေ့ပါနဲ့လို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာမန္တလေးမြို့ကြီးကျောင်းကိုကျွန်တော်တင်ဆက်ခဲ့ပြီးဖြစ်တာကြောင့်မန္တလေးမြို့ရဲ့အထင်ကရမန္တလေးတောင်ကျောင်းကိုကျွန်တော်တီးခြားတင်ဆက်တော့မှာဖြစ်ပါတယ်ဗျာမန္တလေးတောင်ကြီးကိုမန္တလေးမြို့မြောက်ဘက်မှာစိတ်ညှို့ထင်ရှားစွာလွမ်းမိုးဖွယ်ရာရှုခင်းအတွင်မိတ်ဆွေမြင်တွေ့နိုင်ပါတယ်ဗျာပင်လယ်ရေမျက်နှာပြင်မှာ230မီတာ955ပေမြင့်မာပြီးမန္တလေးတောင်ထိပ်ဟာပင်လယ်ပြင်မှအထက်ပေပေါင်း986ပေတောင်ချေမြေပြင်မှပေပေါင်း900ကျော်အမြင့်မှာတည်ရှိနေတာပါမန္တလေးတောင်ကကုန်းမောင်မင်းဆက်ဖြစ်တဲ့မင်းတို့မင်းတရားကြီးလက်ထက်မှာပုံမထင်ရှားခဲ့ပြီးမန္တလေးမြို့ခေါ်ရတနာဘုံနောက်မန္တလေးနန်းတော်ကြီးနဲ့အတူမန္တလေးတောင်ကခွဲခြားမရတဲ့အထိမ်းအမှတ်တွေဖြစ်ခဲ့ပါတယ်ယနေ့အထိလည်းထင်ရှားနေသေးပါပဲဗျမန္တလေးတောင်ပေါ်မှာဘာတွေရှိနေလဲနောက်ဘာတွေလုပ်လို့ရလဲစိတ်ဝင်စားစရာတွေကဘာတွေဖြစ်မလဲကျွန်တော်နဲ့အတူခရီးသွားကြည့်ရအောင်ဗျာမန္တလေးတောင်ပေါ်တက်မယ်ဆိုရင်တော့ရှေးဟောင်းဆောင်နှန်းကြီးတွေကနေလမ်းလျှောက်တက်ရင်လွမ်းမိုးခွင့်ခန်းစားနိုင်တယ်လို့တောင်ပေါ်ထိကားနဲ့တက်ပြီးနောက်တောင်ထိပ်ကိုဆက်လီကားနဲ့တက်နိုင်ပါသေးတယ်မန္တလေးတောင်ပေါ်မှာဇေဒီပတိုးပေါင်းများစွာတည်ထားတာကိုအံ့ဖွယ်နှက်ပြီးလာတွေ့ရမှာဖြစ်ပြီးမန္တလေးတောင်ပေါ်ကနေကြည့်ရင်မန္တလေးမြို့ကိုအပေါ်မှစီးမိုးအုပ်မိုးထားသလိုခံစားရမှာဖြစ်ပါတယ်ဗျာမန္တလေးတောင်ပေါ်ကနေကြည့်ရင်နန်းမြို့ရိုကျုံနဲ့တကွာမန္တလေးမြို့ရဲ့ရှုခင်းကိုကောင်းမွန်စွာမြင်တွေ့ရမှာဖြစ်ပြီးတော့တဘာဝအလှကိုအေးမြစွာခံစားရနိုင်မှာဖြစ်ပါတယ်
ဒီမန္တလေးတောင်တော်ကြီးကိုရောက်ရင်ကိုးကွယ်ယုံကြည်သူတွေအတွက်မန္တလေးဘိုးဘိုးကြီးကိုလည်းတွေ့ရမှာဖြစ်ပါတယ်မန္တလေးတောင်အရှိတ်ဆောင်နှမ်းမှာရှိတဲ့မန္တလေးဘိုးဘိုးကြီးကတရဏတက္ကရာ1558ကောဇာတက္ကရာ406ခုနှစ်ခရစ်နှစ်1045မှာနန်းတက်ခဲ့တဲ့ပကံဘရင်ပြည့်ရှင်အနော်ယထာမင်းကြီးတရုတ်ပြည်မှပြန်အလာတောင်ပြုံးအရက်၌ဇေဒီတော်တစုကိုတည်တော်မူခဲ့ပါတယ်ဒီလိုတည်ထားရမှာအုံနှစ်ချက်လက်လက်မှုနဲ့ပတ်သက်၍ရွှေပြင်းညီနောင်တို့ကိုစစ်တူကြီးကျန်စစ်သားမှကွက်မြက်ရာ၌တာဝန်မကင်းဟုဆိုပြီးအထိန်တော်ပရောဟိတ်ပုံဒါဆရာကြီးကိုပါဤနေရာမန္တလေးတောင်ရက်မှာကွက်မြက်ခံခဲ့ရသည့်အတွက်နတ်ဖြစ်ရတဲ့အကြောင်းပကံရာဇဝင်တွေမှာဖော်ပြချက်တွေရသိရပါတယ်အခြားသောတာရဏိကအဆောက်အဦများစွာကိုလည်းလေ့လာနိုင်ပါသေးတယ်ဗျမန္တလေးကိုလာရောက်လည်ပတ်ရင်မန္တလေးတောင်ကိုအရောက်သွားပြီးတော့လမ်းလျှောက်တောင်တက်ခြင်းဒါမှမဟုတ်စက်မင်းစီပြီးတက်ခြင်းတဘာဝပတ်ဝန်းကျင်ကိုလေ့လာခြင်းရှေးဟောင်းနေရာများအငွေအသက်များကိုခန်းစားရင်မြန်မာရှေးဟောင်းလူသားခန်းစားချက်တွေကိုရောခေတ်သစ်လူသားခန်းစားချက်တွေကိုရောခန်းစားကြည့်ရမှာဖြစ်ပါတယ်ခန်းစားကြည့်ပါလို့လည်းညွှန်းဆိုလိုက်ရပါတယ်ဗျမန္တလေးတောင်ပေါ်ကနေကြည့်ရင်စိမ်းလန်းဆိုပြီးတဲ့အေယာဝတီမြစ်ပြင်ကျယ်နဲ့ရှေးဟောင်းယဉ်ကျေးမှုနန်းမျိုးရိုးကြီးကိုတစ်ဆက်တည်းမြင်တွေ့ရမှာဖြစ်ပါတယ်ညနေဆောင်ချိန်မှာတော့ရွှေရောင်ဝင်းနေတဲ့ဘုရားစီဒီပထိုးတွေနောက်ခံနဲ့နေဝင်စည်းစာအလားကရင်သက်ရှုံမောဝဲဖြစ်နေပါတော့တယ်တောင်ပေါ်ကတိုက်ခတ်လာတဲ့လေပြေလေအေးတွေနဲ့အတူမြို့ပြရဲ့မြင်ကွင်းကျယ်ကစိတ်နှလုံးကိုအေးချမ်းစေပါတယ်။
ကြောင့်လဲမန္တလေးတောင်ဟာခရီးသွားတွေမဖြစ်မနေလာရောက်လည်ပတ်တဲ့အလှပဆုံးနေရာတစ်ခုဖြစ်နေတာပါဒါဆိုကျွန်တော်ရဲ့တင်ဆက်မှုလေးတွေကိုဆက်လက်အားပေးကြပါအောင်ခင်ဗျာနောက်ထပ်ဘလို့ထူးခြားမှုတွေတင်ဆက်မလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်လို့ပြောကြရင်ဘာမာပန်နိုရာမာကနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာပြန်တွေ့ကြပါမယ်ဗျာ